full time live ဖြော်ပြကဏ္ဍပွဲမျိုးစုံစီစဉ်လေးကနေကြိုးစားပါတယ်အခုဖြစ်တဲ့ဖြစ်စဉ်ကတော့ဗောနော် PK ထွန်းရနာရွှေဆိုင်ရဲ့ဒါစိုင်ပိုင်ရှင်နဲ့ဒါဝန်ထမ်းလေးတို့ရဲ့ဒါပြဿနာဖြစ်ပွားမှုဗောနော်ဒါဒီဝန်ထမ်းလေးကိုယ်တိုင်တင်ထားတဲ့ဗီဒီယိုဖြစ်တယ်ဗောနော်အဲ့ဒီပုံမှာဒါမိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်လဲဒါသုံးသပ်နိုင်အောင်ကျွန်တော်တို့ဗီဒီယိုလေးကိုတင်ပြပေးပါမယ်ဗီဒီယိုလေးအဆုံးမှာလည်းကျွန်တော်ရဲ့သုံးသပ်ချက်အမြင်တွေကိုလည်းဆက်လက်တင်ပြပေးပါမယ်အားလုံးကြည့်ရှုနားဆင်ပေးပါအောင်ဗျဒီနေ့ဖြစ်တဲ့ပြဿနာကြဘယ်လိုစဖြစ်လဲဆိုတော့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ဟော့ပေါ့သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့ကဟော့ပေါ့သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါပြီเนาะအပြင်ဝယ်စားရလဲပြီးပြီဆိုင်လေးပိတ်သွားပြီဆိုင်ပစ္စည်းလေးအကုန်သိမ်းပြီးသွားတဲ့အချိန်မှာကျွန်တော် TikTok ကိုထောင်ပြီးတော့ရိုက်လိုက်တာရဲတဲ့အချိန်မှာဖုတ်ပြကနေရှိမှသူကလိုက်ကာတာဟိုမှာဘေးမှာဝန်ထမ်းကောင်မလေးကြောက်လို့ရှိရင်เนาะသူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ဖုတ်ပြမကနဲ့เนาะကမယ်ဆိုရင်ဟိုဖေဖေမေတို့ကပြောလိမ့်မယ်ပေါ့เนาะအတူတူကလို့မရဘူးဆိုကမှာပဲဘာမှမဖြစ်ဘူးမိမိကမှာပဲသူကလိုက်ကပြီးအတင်းကြီးပြောလို့မရတော့ဆိုလိုက်ကာတားလိုက်ကောင်ကျွန်တော်ရှိမှာကနေရှိမှာသူကလိုက်ပြီးတော့လေလိုက်စတာပေါ့နော်စတော့ကျွန်တော်လည်းအဲ့ဒီမှာဘာမှမဖြစ်လောက်ပါဘူးပေါ့ကျွန်တော်အကောင့်မှာလည်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာတင်ရောဖွေးစင်လေးလိုက်ချုပ်နေရဆိုလိုက်ရှုံနေတော့ဖွေးစင်လေးဆိုကျွန်တော်အဲ့လိုလေး caption လေးရေးပြီးတော့တင်လိုက်တာတင်ပြီးတော့နောက်နေ့မနေ့25ရက်နေ့မနေ့ကျတော့အမဘိုးကနေပြီးတော့လာပြောတာအပြည့် messenger မှာဟွာပေါ့ဝန်ထမ်းတွေပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့ကောင်းဟွာတွေနဲ့ပါတော့ဆိုင်ရကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal ကောက်မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲ့လိုပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်တိုင်းတာဝန်ကမမထီရဲ့ရှိတယ်ချိန်မှာကျွန်တော်ကလေးကဇွတ်လိုက်ကာပေါ့နော်ဇွတ်လိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်အဲ့လိုမျိုးကစိတ်ညစ်တယ်ဘာမှမသိစိတ်ပြတ်တယ်ပေါ့ဘာညာအဲ့လိုပြောအဲ့စကားပြီးသွားအဲ့နေမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနေ့မှဖြစ်တာဒီနေ့မနေ့မှစဖြစ်တာဒီနေ့မနေ့မှဘယ်လိုဖြစ်ပြီလဲဆိုတော့ဖြစ်တဲ့ပြဿနာကမနေ့ကပြီးသွားမနေ့ကမနေ့ကပြီးသွားရောက်ဒီနေ့မနေ့မှဆိုင်ရဝန်ထမ်းကောင်လေးနဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးကောင်မလေးကနေကောင်မလေးကိုအဲ့လိုဆဲလိုက်လို့ဆဲရောကောင်မလေးကနေအဲ့လိုမျိုးသူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထီတို့ကိုထင်းနေရတော့လေဖြေရှင်းလို့မရတဲ့အတွက်မဘိုးကိုတွားပြောမယ်ဆိုပြီးတွားပြောတဲ့အချိန်မှာမဘိုးကမစင်လာဘူးကိုထုံးဝင်းကစင်လာပြီးတော့မှအဲ့ကောင်မလေးကိုနင်းအလုပ်ချုပ်တယ်နင်းတော်ဆရာချုပ်တယ်နင်းထွက်တော်ဆိုပြီးပြောတာကျွန်တော်မတည့်ရက်နဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပေါ့နော်ကိုနေအဲ့လိုလည်းမတည့်ရက်နဲ့ဆိုမရအောင်လည်းဘာဖြစ်ချင်တာအောင်လဲငါသမီးကိုဘာပြောရအောင်လဲဘာပြောအောင်လဲငါသမီးကိုအဲ့လိုမင်းကလေးကလိုက်ပြီးတော့ချုပ်တယ်ဆိုရင်ပြောတာဘာဖြစ်လို့လဲကျွန်တော်ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာပေါ့နော်။ तू ကလိုက်ပြီးတော့စွတ်တီရှေ့ကနေလိုက်ကာတာပေါ့ကျွန်တော်ကမကနေလို့ပြောရဲအဲ့နေကမကနေလို့ပြောတာကို तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာပေါ့ဘာမှဖြစ်လိမ့်မယ်မထင်တာဘူးကျွန်တော်အကောင့်ကလည်းပုံမှန်အကောင့်မှာဘာမှလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဒီတိုင်းလေးပဲတင်လိုက်တာမှ तू ကအဲ့လိုမျိုးလာပြောနေကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ကျွန်တော်ကိုထိုးတာပေါ့နော်ကျွန်တော် AEC လေးပဲပြောရလုံးဝဒေါသမန်နေဘာဖြစ်လဲတခုမှမပေါ့ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအလုပ်ရှင်တယောက်ကိုအလုပ်သမားတယောက်ကအဲ့လိုပြန်ပြောကြလာပြီးကျွန်တော်ကိုထိုးတာပါနော် CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့ဒါအပြဿနာကိုဖြေရှင်းပေးပါနော်ကဲအားလုံးပဲပေါ့နော်ဒီကောင်လေးရဲ့ဒါဒီဖြစ်စဉ်ပေါ့နော်ပြဿနာဖြစ်ပေါ်မှုဖြစ်စဉ်ရဆိုရင်သူတင်တဲ့ဗီဒီယိုတွေသူ့ရဲ့အပြောဆိုတွေကိုဒါနားထောင်ပြီးတော့အသေးစိတ်ပေါ့နော်တေချာလေးသုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ဒါမှားယွင်းတဲ့အချက်လေးတွေကိုကျွန်တော်တွေးမိတယ်ပေါ့နော်ဘယ်လိုတွေးမိလဲဆိုတော့ကျွန်တော်မြင်တဲ့အမြင်ကိုကျွန်တော်ဒါဗလိုက်မှုကင်းစွာနဲ့ကျွန်တော်တင်ပြပါမယ်နော်ဘယ်လိုမြင်လဲဆိုရင်ဒါပထမပေါ့နော်ပထမတစ်ချက်ကကောင်လေးရဲ့အမှားပေါ့နော်အမှားဖြစ်စေတဲ့အချက်တွေကိုကျွန်တော်ပြောပြပါမယ်ဒါဆိုင်ရဲ့စီကန်းကိုတီလီရက်နဲ့ဒါကလေးပါနေတာကိုဒါ TikTokမှာကိုပိုင်အကောင့်ပေါ်မှာဒါရိုးတင်ရုံမဟုတ်ဘဲနဲ့ပေါ့နော်caption မှာပါလိုက်ရှုံနေတော့ဖွေးစိန်လေးလို့ဒါရေးတင်နေဆိုတာကဒါကောင်လေးရဲ့ဒါပထမအမှားပေါ့နော်ဒုတိယအမှားကတော့ဗာလဲဆိုတော့ပူကြပြုခင်ကဒါကောင်လေးကိုပေါ့နော်ကောင်လေးကိုရည်ရွယ်ပြီးတော့ပေါ့နော်ဒီpage messenger မှာဒီလိုမျိုးပြောတယ်ပေါ့နော်ဘယ်လိုပြောလဲဆိုတော့ကောင်းမှုပြောတယ်ပေါ့နော်ဒီဝန်ထမ်းကလေးတွေကဒီဆိုင်ရကလေးတွေနဲ့ဒီဆိုင်ပိုင်ရှင်ရဲ့ကလေးတွေနဲ့ဒီလိုမျိုးဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပြီးတော့မတင်ရဘူးဆိုတဲ့စီကံတာရှိတယ်ဆိုတဲ့အနေထားကိုသူကောင်းမွန်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီပုံမှာကောင်လေးကဒါဆိုင်ရှင်ကဒီလိုမျိုးကောင်းမွန်ပဲဒါပြောခဲ့ရနေဟုတ်ပေါ့နော်ကောင်လေးကကိုကဘာမလုပ်ရပါပဲနဲ့ကလေးကလာရှုပ်တဲ့ဟာကိုကလေးကြောင့်ပြောခံတာလုံးဝမတန်ဘူးစိတ်ညစ်တဲ့ပါညာနဲ့ဒါဆိုင်ထဲမှာထပ်ပြောတယ်ဆိုတာကဒါကောင်လေးရဲ့ဒုတိယအမှားပေါ့နော်
ဒါကတော့သူ့အနေနဲ့ဒါဒီလိုမျိုးထပ်ပြီးတော့ပြောတယ်ဆိုတဲ့ဒါအမှားပေါ်အမှားဆင်တယ်ပေါ့နော်ပြီးတော့နောက်တတိယအချက်ကတော့ဒါ PK ထွန်းကဒီဟိုကောင်မလေးနဲ့ပြဿနာဖြစ်ပွားတဲ့ကောင်မလေးပြဿနာကဒါဖြေရှင်းလို့မရဘဲနဲ့ဒါဆိုင်ရှင်တွေထိရောက်တယ်ပေါ့နော်ဆိုင်ရှင်တွေထိရောက်တဲ့အချိန်မှာဒါပို့ချပြုခင်ကတော့မလာဘူးဒါပေမဲ့PK ထွန်းကဒါရောက်လာခဲ့တယ်ပေါ့နော်ရောက်လာခဲ့တယ်တကယ်ဆိုရင်တော့ဒီလိုမျိုးဝန်ထမ်းချင်းဖြစ်တဲ့ပြဿနာဆိုတာကဒါမန်နေဂျာလောက်ဒါစူပါဗိုင်ဇာလောက်နဲ့ပြီးရမယ့်ပြဿနာပေါ့နော်အဲ့ဒါကိုဒီစိုက်မရှင်တွေကိုယ်တိုင်ဒါဝင်ရှင်းရတယ်ဆိုတာဒါအဓိပ္ပာယ်တော့မရှိဘူးပေါ့နော်ဒီပြဿနာအဲ့တော့ဟိုကောင်မလေးကလည်းကြည့်ရတာဒါစိုက်မှာမကြဒါပြဿနာဖြစ်လေရှိတယ်လို့တော့ယူဆရတယ်ပေါ့နော်အဲ့တော့အဲ့ပြဿနာနဲ့တစ်ဆက်တည်းပေါ့နော်အဲ့ပြဿနာနဲ့တစ်ဆက်တည်းမှာဒီPK ထွန်းနေကလည်းဒါစိတ်တိုနေမယ်ပေါ့နော်ဒီကိုထွန်းနေစိတ်တိုနေမယ်အဲ့စိတ်တိုနေတဲ့တစ်ဆက်တည်းမှာပဲအကောင်လေးကိုပေါ့နော်ဒီလိုမျိုးဟိုသူ့ရဲ့သမီးလေးနဲ့ပေါ့နော်ဟိုပါနေတဲ့ပုံကို TikTok တင်တဲ့ဟာပေါ်မှာသူကတစ်ဆက်တည်းအကောင်လေးကိုပြောတယ်ပေါ့နော်ပြောတဲ့ပုံမှာကောင်လေးကကလေးကလာရှုပ်တာကလေးကလာရှုပ်တာလို့လာရှုပ်တာသူကသူရိုက်နေကလေးကလာရှုပ်တာလို့ပြောတယ်ပေါ့နော်အဲ့ဒီပြောတဲ့ပုံမှာကိုထုံးကထပ်ပြီးတော့ပြောလဲဆိုတော့အဲ့ဒါဆိုလည်းကလေးမပါတဲ့ဟာတင်မောလို့ပြောတဲ့ပုံမှာကောင်လေးကထပ်ပြောတယ်သုံးဖို့ရိုက်တာသုံးဖို့လုံးမှာကလေးကပါနေတာပေါ့နော်သုံးဖို့ရိုက်တာသုံးဖို့လုံးမှာဒီတိုင်းပဲကလေးကပါနေတဲ့အတွက်ဒီတိုင်းလေးပဲတင်လိုက်တာလို့ပြောတယ်ပေါ့နော်ပြောတော့ပို့ပြီးတော့ဒါစိတ်တူတဲ့အနေအထားမျိုးကျွန်တော်တို့အဲ့လိုသုံးသပ်မိတယ်ပေါ့နော်အကောင်လေးကလည်းပြောမယ်ဆိုရင်အနေထိုင်ပြောဆိုလေးတွေကဒါနည်းနည်းလွယ်ချက်ရှိလိမ့်မယ်ထင်တယ်ဗျအဲ့ဒီလိုထပ်ပြီးတော့ပေါ့နော်ပြဿနာရှေ့ကကောင်မလေးပြဿနာနဲ့တစ်ဆက်တည်းမှာဒီလိုမျိုးစိတ်တိုးနေပြီးတော့ဒီသူ့ရဲ့စိတ်ထဲမှာအစာမကြေဖြစ်နေတဲ့ကိစ္စကိုဒီကောင်လေးကိုထပ်ပြီးတော့ပေါ့နော်ဒီကောင်လေးနဲ့ပတ်သက်အစာမကြေဖြစ်နေတဲ့ဟာကိုထပ်ပြောတဲ့ပုံမှာဒီကောင်လေးကဒီလိုမျိုးပြောတယ်ဆိုတော့ထပ်ပြီးတော့ပို့ပြီးတော့ဒေါသပို့ဆင့်သွားမယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့ဒီပုံမှာသူကစိတ်တိုးပြီးတော့ဟိုဒါချက်ချင်းထိုးတဲ့အနေအထားမျိုးတော့မတွေ့ရဘူးပေါ့နော်ဒါစိတ်တိုးပြီးတော့ကောင်လေးကိုလက်ချီရန်လက်မူရကိုမူရကဒါပြောမယ်ဆိုရင်ယောက်ျားဆိုတော့ဗျာဒေါသဖြစ်ရင်တော့အဲ့လိုမျိုးတခုဆိုလက်ပါခြင်းနဲ့စိတ်ကတော့ယောက်ျားတိုင်းရှိတယ်ပေါ့နော်ဒါပေမဲ့ချက်ချင်းသူကမပြောမဆိုတန်းထိုးတာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုအနေအထားမျိုးထိုးမဲ့အနေအထားမျိုးရှိတဲ့အတွက်အဲ့ဒီပုံမှာဒီကောင်လေးကထပ်ပြီးတော့ပြောတာပေါ့နော်ဒါထိုးရထိုးကြီးပေါ့ထိုးရထိုးကြီးဆိုတော့အဲ့လိုမျိုးစိန်ခေါ်လိုက်တဲ့လေသံမျိုးဒါထပ်ပြောလိုက်တဲ့အချိန်မှာဒါဟိုကလုံးဝဒေါသကိုမထိန်နိုင်တော့ဘဲနဲ့ထိုးလိုက်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ပြီးတော့အဲကောင်ကပြောဆိုပေါ့နော်ဟိုကောင်မလေးကလည်းဒီဆိုင်ဟလူတော်တော်များများနဲ့မကြာခဏဒါပြဿနာဖြစ်ပွားလေးရှိလိမ့်မယ်ပေါ့နော်ပြီးတော့ဂျားထဲမှာလည်းပေါ့နော်ဒီပြဿနာတွေအားလုံးခြုံငုံကြည့်လိုက်တဲ့အနေအထားမှာဂျားထဲမှာလည်းဒီခလောက်ဆန်တဲ့သူတွေကလည်းဒါရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဘာလို့ဆိုစကားဆိုတာမျိုးကလည်းဒါကားတဲ့အလေးကျင်လည်းရှိတယ်ပေါ့နော်အဲ့အတွက်ဒီလိုမျိုးတွေဒါဟိုအဖက်ဖက်ကစုံသွားတဲ့အချိန်မှာဒီလိုပြဿနာမျိုးဖြစ်လာလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်တကယ်လို့ဒီကိုထွန်းအနေနဲ့ရတော့ပေါ့နော်ဒီဆိုင်ရှင်တယောက်အနေနဲ့ဒီဝန်ထမ်းကိုဒီလိုမျိုးကိုထီလက်ရောက်ထိုးခဲ့တာမှန်တယ်ဆိုရင်တော့ဒါသူ့အနေနဲ့တော့ဒီကိုထီလက်ရောက်ထိုးလိုက်တဲ့အားလေးတစ်ချက်တော့ဒါသူ့အနေနဲ့အမှားတော့ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအမှားကတော့ပြောမယ်ဆိုရင်ဒီကောင်လေးနဲ့ရှင်လိုက်မယ်ဆိုရင်တော့ဒီကောင်လေးကတော့ပြောမယ်ဆိုရင်အမှားတွေကပုံများတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်အမှားတွေကပုံများတဲ့အနေအထားမျိုးတွေ့ရတယ်ဘာတွေလဲဆိုတော့เนาะလူကျင့်ဝတ်ချိုးဖောက်တာရယ်ပြီးတော့ဆိုင်ရဲ့စီးမြင့်စည်းကမ်းတွေကိုသိရနဲ့ဖောက်ဖျက်တာရယ်ပေါ့เนาะပြီးတော့အခုလိုမျိုးဒီလိုမျိုးsocial media ပေါ်မှာဒီလိုမျိုးဆိုင်နာမည်တွေနဲ့ကောဒါဘလူးပုဂ္ဂိုလ်နာမည်တွေနဲ့ကောဒါလိုမျိုးဟိုတင်နေဆိုတာကလည်းဒါပြောမယ်ဆိုရင်နာမည်ဖြတ်တယ်လို့အသေးဖြတ်တယ်လို့မျိုးလည်းဖြစ်တယ်ပေါ့เนาะအဲ့တော့တရားရေးအရကြည့်မယ်ဆိုရင်တော့ဒါဆိုင်ရှင်ဘက်ကတော့ရှင်းနိုင်မယ်ပေါ့နော်ရှင်းနိုင်မယ်ကောင်းလေးဘက်ကတော့တော်တော်ရှင်းရခက်လိမ့်မယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်ကောင်းလေးအနေနဲ့ကသူကအထိုးခံရတာဖြစ်တဲ့အတွက်သူကလုံးဝမမှားဘူးပေါ့နော်သူကမျက်နာသူလို့သူ့ကိုယ်သူကယုံကြည်နေတယ်ပေါ့နော်ဒါပေမဲ့သူပထမကျူးလွန်ခဲ့တဲ့ကျွန်တော်ခုနပေါ့နော်ကျွန်တော်သုံးသပ်တယ်လို့ပေါ့နော်ကျွန်တော်တွေ့တဲ့အမှားလေးတွေကဒါပြောမယ်ဆိုရင်သူကတော့ဘာမဟုတ်တဲ့ဟာလေးတွေလို့သူကထင်ကောင်းထင်လိမ့်မယ်ပေါ့နော်ဒါပေမဲ့တရားဥပဒေရှုထောင့်ကကြည့်မယ်ဆိုရင်တော့ဒါတွေကသူ့အတွက်ကိုဒါနင့်နာစရာအကြောင်းတွေပဲရှိတယ်ပေါ့နော်ကျွန်တော်အမြင်နဲ့ဆိုရင်အဲ့တော့အခုကြားတာကတော့ပေါ့နော်အခုကြားတာကဆိုင်ဘက်ကလည်းဒီPK ထွန်းတို့ဒါမိသားစုအနေနဲ့ကလည်းတရားစွဲမယ်ဆိုတဲ့အနေအထားမျိုးတွေကြားရတယ်ပေါ့နော်အဲ့တော့တရားရေးရကြည့်မယ်ဆိုရင်ဒီကောင်လေးကဟိုကောင်းမှုမရှိပေါ့နော်ကျွန်တော်အနေနဲ့ဒါဒီကလေးက
ကိုယ့်ရဲ့ဒါလူသားရွယ်ပေါ့နော်ညီရွယ်ဖြစ်တဲ့အတွက်ဒါစိတ်တော့မကောင်းပေါ့နော်ဒါပြောမှဆိုရင်သူတို့အနေနဲ့ကဒါတာမန်မိသားစုအနေထားလေးလို့ကျွန်တော်တော့ယူဆတယ်ပေါ့နော်အဲ့အတွက်ဒီလိုမျိုးလေးဖြစ်တာတော့စိတ်တော့မကောင်းဘူးပေါ့နော်စိတ်တော့မကောင်းပေမဲ့ဒါကောင်လေးကတော့ဒါဒီလိုမျိုးသူကျူးလွန်ထားတဲ့ဒါကျူးလွန်မှုတွေပုံမှာသူကဟိုမှားတယ်လို့သူကမထင်ဘူးပေါ့နော်မထင်မဲ့နဲ့သူကအထိုးခံရဖြစ်တဲ့အတွက်သူကသာနစ်နာသူလို့သူကယူဆနေအဲ့ဒါကလည်းသူ့ရဲ့အမှားဖို့အမှားဆင်းတဲ့နေတာလို့ကျွန်တော်မြင်တယ်အခုချိန်မှာတော့သူ့အနေနဲ့ဒါအချိန်မီပဲပေါ့နော်ဒီဆိုင်ရှင်ကိုပြန်ပြီးတော့ဒါကောင်းကောင်းမွန်မွန်တောင်းပန်တင်တယ်ပေါ့နော်ကောင်းကောင်းမွန်တောင်းပန်လို့ရှိရင်ဒါကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဒါအလေးချင်းရပေါ့နော်အလေးချင်းရဒီလိုမျိုးတစ်ဖက်ကမှားမှန်းသိလို့ဒါတောင်းပန်နေဆိုရင်ပေါ့နော်ဘယ်သူမဆိုဒါခွင့်လို့ဖို့ဝင်လေးမှာမဟုတ်ပေါ့နော်ဘာလို့ဆိုတော့ကိုထုံးကိုယ်တိုင်ကလည်းဒါသူကိုယ်တိုင်လည်းဒါစိတ်လိုလက်ရထိုးပြီးတာဖြစ်တဲ့အတွက်ကောင်လေးကလည်းသူ့အမားကိုသူတီးပြီးတော့ဒီလိုတောင်းပန်နေဆိုရင်သူ့အနေနဲ့ဒါပြည်လည်မှုကြေးအေးမှုပေးလိမ့်မယ်လို့ကျွန်တော်တော့မြင်နေပေါ့နော်အကုန်လုံးခြုံငုံကြည့်လိုက်ရင်တော့ကောင်းစရာကောင်းလေးအတွက်ကောင်းစရာတစ်စက်မှမရှိလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသက်ယူဆတာပေါ့နော်အမြင်အရဆိုရင်တော့ဒီဆိုင်ရှင်ပိုးချပြုခင်တို့ကိုထုံးတို့ဒါလင်များကလည်းကလေးတွေအစားပေါ့နော်မောက်မှာစိုးသွမ်းတဲ့အနေအထားမျိုးတော့ကျွန်တော်ကတော့မမြင်ရဘူးဗျ။ဘာလို့ဆိုတော့တချို့ရှိတယ်ပေါ့နော်တချို့ရှိတယ်ဆိုင်ရှင်တွေကစိုးသွမ်းနေရင်တော့မှဆိုင်ရှင်တွေကကောင်းနေတော့မှနော်ကလေးတွေကဒါစိုးသွမ်းတာမျိုးကြီးလည်းအများကြီးတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီဘဝတစ်လျှောက်မှာတော့ကြုံရတွေ့ရတယ်အခုကပေါ့နော်ဆိုင်ရှင်တွေကလည်းသဘောကောင်းတယ်ကလေးလေးတွေကလည်းပေါ့နော်ဒီဝန်ထမ်းလေးတွေနဲ့ရင်းနှီးနှီးချစ်ချစ်ခင်ခင်လေးတွေရှိတယ်ဆိုတာဒါပြောမယ်ဆိုရင်ဆိုင်နေနဲ့ကလည်းဒါမိသားစုစိတ်သက်ဒါပြောမယ်ဆိုရင်သဘောမနှောကောင်းတဲ့အနေအထားမျိုးရှိလိမ့်မယ်လို့ကျွန်တော်တော့မြင်နေပေါ့နော်ဒါကျွန်တော်မျက်နှာကြည့်ရဟင်းမပါတာတော့မဟုတ်ပေါ့နော်ဒီဖြစ်စဉ်တွေအားလုံးကိုဒါသူတို့ရဲ့ lifestyle တွေရောပေါ့နော်အကုန်လုံးခြုံငုံသုံးသပ်ပြီးတော့ကျွန်တော်တို့ပြောတာပေါ့နော်အဲ့တော့ဒီကောင်လေးအနေနဲ့သူ့အတွက်ကောင်းစရာမရှိတဲ့အတွက်ကျွန်တော်တို့သူအားနေတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်သူ့ကိုလည်းဒါစာနာတနာတဲ့အတွက်ပေါ့နော်ကောင်လေးအနေနဲ့ဒါဆိုင်မရှင်လင်မယားနှစ်ယောက်လုံးကိုအများဆုံးဒါဝင်ချတောင်းပန်တင်တယ်ပေါ့နော်တောင်းပန်ရင်တော့ဒီပြဿနာတွေပြေးလေကြီးအေးသွားလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်အဲ့တော့ဒါမိတ်ဆွေတို့အနေနဲ့ကောဒီပုံမှာဘယ်လိုမြင်လဲပေါ့နော်အားလုံးဒါဆွေးနွေးပေးကြဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ